ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့တူရီမောင်ဆိုင် YouTube channel လေးကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရဗျာနော်ဆိုတော့ကျွန်တော်အခုလာတင်ပြရတဲ့ဗီဒီယိုလေးကမနက်ဖြန်28ရက်5လ2026ကြာသပတေးနေ့အတွက်ကိုနော်နေ့တိုင်းကိုအောင်မြင်ပါတယ်ပေါက်ချင်ပါတယ်ရမြင်ပါတယ်ဆိုတော့ YouTube ကအမျိုးတွေအားလုံးကအခုဗီဒီယိုလေးကိုပြီးဆုံးအောင်ကြည့်ရှုပေးတော့ပါဗျာနော်ကဲဒီနေ့ညနေမှာဆိုလို့ရှိရင်လေနော်ကျွန်တော်ရွေးပေးထားခဲ့တဲ့3.459အခွေလေးရောနော်9ပတ်တီးလေးရောအောင်ခဲ့တဲ့အတွက်နော်ကျွန်တော်ဗီဒီယိုလေးကိုမနက်ကောညရောကြည့်ပြီးတော့ like ထိုးနေတဲ့နော် YouTube ကအမျိုးတွေအားလုံးကတော့ရရလိမ့်မယ်ပေါက်ကြလိမ့်မယ်လို့တော့ထင်ပါတယ်ဗျာနော်ကဲကျွန်တော်ဘက်ကနေစေတနာနဲ့လာတင်ပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ဗီဒီယိုလေးကိုကြည့်ပြီးတော့ like ထိုးတဲ့အမျိုးတွေအားလုံးကတော့နော်ဒီတစ်ပတ်ကိုတော်တော်မှအဆင်ပြေကြလိမ့်မယ်လို့တော့ထင်ပါတယ်ဗျာနော်အခုဗီဒီယိုလေးကိုမြင်တွေ့နေတဲ့အကိုမတူတယောက်ချင်းစီတိုင်းရလဲနော်ဗီဒီယိုလေးကိုနော် like လက်မလေးတယောက်ချက်နှိပ်ပြီးတော့ share လို့ရတဲ့နေရာမျိုးတွေမှာ share ပေးပါမျှဝေလို့ရတဲ့နေရာမျိုးတွေမှာမျှဝေပေးတော့ပါလို့ကျွန်တော်ဘက်ကနေမေတ္တာရက်ခံအပ်ပါတယ်ဗျာနော်ကဲကျွန်တော်ဗီဒီယိုလေးကိုကြည့်ရှုနေတဲ့တူတယောက်ချင်းစီတိုင်းရလဲစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံကြပြီးစီးပွားဥစ္စာဒီရေလားကြီးပွားတိုးတက်ကြပါစေလို့ကျွန်တော်ဘက်ကနေဆုမကောင်းတောင်းပေးလိုက်ပါတယ်ဗျာနော်ကဲဒါဆိုလို့ရှိရင်ကျွန်တော်တို့မရက်ပြန်28ရက်5လ2026ကြာသပတေးနေ့အတွက်ကိုနေ့တိုင်းလေးကိုသွားမယ်ဗျာနော်ကဲမနက်ဖြန်28ရက်5လ2026ကြာသပတေးနေ့အတွက်ကျွန်တော်ရဲ့လေးလုံးခွေလေးကတော့2409အခွေလေးပဲဖြစ်ပါရဲ့ဗျာနော်2409အခွေလေးပါလေးလုံးခွေလေးရနော်ကြာရင် comment လေးမှတ်ပေးပါဗျာနော်မနက်ဖြန်အတွက်2409အခွေလေးပါဗျာနော်နောက်ပတ်တီးလေးကတော့1ပတ်တီး6ပတ်တီးပဲဖြစ်ပါရဲ့ဗျာနော်ပတ်တီးလေးကတော့1ပတ်တီး6ပတ်တီးပဲဖြစ်ပါရဲ့ဗျာနော်ကဲ1နဲ့ပတ်သက်တဲ့မေယောကဏ္ဍလေးတွေကတော့13 14 15 1ခွန်ပါဗျာနော်1နဲ့ပတ်သက်တဲ့မေယောကဏ္ဍလေးတွေကတော့13 14 15 1ခွန်ပါဗျာနော်6နဲ့ပတ်သက်တဲ့မေယောကဏ္ဍလေးတွေကတော့60 6နှစ်63 6ခွန်ပဲဖြစ်ပါရဲ့ဗျာနော်6နဲ့ပတ်သက်တဲ့မေယောကဏ္ဍလေးတွေကတော့60 6နှစ်63 6ခွန်ပဲဖြစ်ပါရဲ့ဗျာနော်ကဲမနက်ဖြန်เนาะကြာသပတေးနေ့အတွက်ကျွန်တော်ရဲ့တကွာကောင်းလေးကိုပြောပြမှာဖြစ်ပါရဲ့ဗျာနော်ကဲမနက်ဖြန်28ရက်နေ့ကြာသပတေးနေ့အတွက်ကျွန်တော်ရဲ့တကွာကောင်းလေးကတော့69ပဲဖြစ်ပါရဲ့ဗျာနော်69ပါကြားရကိုရီမအားလုံးကလည်း comment လေးမှတ်မိပါဗျာနော်69ပါမနက်ဖြန်တော့တကွာကောင်းလေးကတော့ကဲကျွန်တော်ဗီဒီယိုလေးကိုပြီးဆုံးအောင်ကြည့်ရှုနေတဲ့ YouTube အမျိုးတွေအားလုံးကလည်းဗီဒီယိုလေးကို like လက်မလေးနှိပ်ပြီးတော့เนาะတယောက်တစ်ချက် share သွားပြီးပါဗျာနော်မျှဝေလို့ရတဲ့နေရာမျိုးတွေမှာလည်းမျှဝေပေးသွားပါဗျာနော်